အမျိုးရုပ်တပုံတွေရဲ့လူမဆန်တဲ့လောက်ရက်ကလေအခုယနေ့အကျန်းဖက်အဖြစ်ကြော်ညာထားတဲ့အကျန်းဖက်အဖွဲ့အစည်းတွေထဲမှာအကျန်းဖက်တပုံတွေကလေအမျိုးရုပ်လူမဆန်တာအောက်တန်းကြဆုံးလောက်ရက်တွေကိုကျူးလွန်ခဲ့တယ်နော်စစ်သုံးမှန်ဥပဒေတွေကိုချိုးဖောက်ပြီးတော့ကမ္ဘာနိုင်ငံအသီးသီးကပြဋ္ဌာန်းထားတဲ့နိုင်ငံတကာပြဋ္ဌာန်းထားတဲ့ Geneva Convention ဥပဒေတွေကိုချိုးဖောက်ခဲ့တယ်နော်စစ်သုံးမှန်တွေကိုရက်ဆက်တပ်ဖြတ်ခဲ့တယ်သူတို့ရဲ့ဘလို့နီးနဲ့မှခွင့်မလွတ်နိုင်အောင်လုပ်ခဲ့တဲ့လုပ်ရက်တွေကိုဒီလိုအကောင်မျိုးတွေကိုဒီလိုအဖွဲ့အစည်းမျိုးတွေကိုဘလို့နီးနဲ့မှသိခံနိုင်မှုမရှိတော့ဘူးသိခံနိုင်မှုအကြောင်းမရှိတော့ဘူးတမတော်ကြီးကနေဒီလိုအကျန်းဖက်တပုံကိုလေတခြားနိုင်ငံတွေကတော့လက်မခံဘူးအခုကျမတို့ဒီဇင်ဘာလ19ရက်နေ့ကထိုင်းနိုင်ငံမှာညီမလူမျိုးကိုပရာသနာမှာထားခဲ့ရပဲပေါ်ရသောနေဒီမှာလည်းပါတယ်ထွဲမလို့နိုင် bro စကားနားတုံလို့တော့ကောင်းလေဒီကလေးမောမှာအုံနုထဲမှာတော့ရန်စကားမရှိပါဇာမှာရှိစားဒီကမောရခီတီကိုလေအခါတာ bro လီရမဟာကေဒီကပြပနေပါမောတောင်းနိုင်မှာ bro ကေရတူကိုဖောင်လူလို့ bro ကေလေချန်သူတို့ဆိုနားထုံဖို့စမဟုတ်ဒီမှာနိုင်ငံခါမှာရှိရခီတီကိုတစ်ခါမော bro လိုက်တိလားအရှမ်းစအာကမ်ပေမဟုတ်အာကမ်ပေမှာမောရခီမီယာလို့မောရလုရှမ်းပဲလို့ရခါစားအခုလေဒီရှမ်းစာနိုင်ငံခါမှာလေခွီတီပိုင်တီဖို့မောရခီတီကိုတကောက် proper လိုက်အေကနောက်တစ်ခုမောရကအာကန်ကိုငရိုရခိုင်ပဲလို့ဖို့ဆိုပြီးပထမနာမောရအုံလုံးထဲမှာငါပြောင်းလာလို့အေကအုံတိုင်းတလုံးကိုင်ပြီးကြီးညာတရမောကိုလည်းငါ proper မယ်အခုထွားပြီးဖို့နေတာတခုဟာထားမောရခီတီလေထွားပြီးဖို့နေတာတခုဟာထားရခီတီထွားပြီးဖို့နေတာမရှိရကလားမောဝေငါလည်းရပိုင်အပစန်စားဆိုမောမအုံနိုရရှိလားမရှိလားဆိုပြီးငါစန်စားဆိုပိုင်လေးငါပီးစားလို့အုံနိုလေးပုတ်လာဟာစားရပိုင်လေးရှိလားဘူးရပိုင်ဆိုပြီးတခါစန်စားဘူးမလားငိုရခီတီဆိုတာဇနာကောင်ရှိလေငိုရလေတခုတိုင်းပေလုံလို့ရဖလားဆိုပြီးစန်စားဘူးလေမောနွားတီနွားတော့ငါမောရထအသိဉာဏ်ရှိသည်ရန်ကိုလည်းမစန်စားလားဒီကဘာပေါ်မှာလူ9ယောက်နဲ့တိုင်းပေတစ်ခုလို့တိုင်းပေတစ်ခုတည်တုံလို့ရလားနော်တီတခေါက်ဆန်စားပေါ်မနာအုံတိုင်းတလုံးကန်ပြီးငါတို့တနေရဆိုပြီးညာအုံတိုင်းတင်လီတခုလေခရီပုတ်ဖို့မဟုတ်ညာဆန်စားကြိအခုငါတို့အာကန်ကိုရခိုင်ပေလို့ဖို့မဆန်စားကြီးညာပဲလို့မရရခိစနာကောင်ရှိလေအခုဒီမှာမော်ဒီမှာအာကမာလုံးနေဟိုမှာဘင်္ဂလားဒေ့ရှ်မှာလေရခိတီရှိဆိုလေအခုဘင်္ဂလားဒေ့ရှ်မှာလည်းရပဲလုံးနေတော့ငရိုရှန်လူဖို့လဲရှန်ငရိုဆိုလဲစက်တဂရမ်ဆိုငရိုဆိုလဲရမလဲလုံးနေရခိတီမော်ရခိတီဆိုလေလာနေတာမှာအိရှဲမော်ကိုလူသူများကစားဖို့တောက်ဖို့ဒီကရေစီထားကမော်ကညောင်းလူကိုဖောင်လို့ဖို့ခါနေရပဲနော်30စင်တီမော်ဆို